ပြည်သူများလုံးကိုကျွန်တော်တို့ Weekend Warriors ပွဲနေ့တည်းရဲ့ကွန်မြူနတီအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းကျွန်တော်တို့ညီကိုတွေကပြင်သစ်လီဂူ1ရဲ့ပွဲစဉ်19ရဲ့ပွဲစဉ်တွေကိုဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားဖို့ရှိနေပါတယ်ဒီနေ့မှာဆိုတဲ့မှာရှိနေတာကတော့ဒီဘက်ကတော့ကိုထွန်းထွန်းထိုင်ပါဒီဘက်ကတော့ကိုချင်းကြီးပါဆိုတော့ကိုတို့မင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားဖို့ရှိတဲ့ပွဲစဉ်ကတော့ပြင်သစ်လီဂူ1ရဲ့ပွဲစဉ်19ဖြစ်တဲ့ Nantes နဲ့ Nice အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပွဲကိုကြည့်ကြအောင်ဖြစ်တော့ပွဲကတော့ပိုပြီးအကျိန်နဲ့ရှိလိမ့်မယ်နောက်ပြီးတော့ပြင်သစ်ဖလားပွဲမှာလည်းဒီနှစ်သင်းကတေးကြထားတယ်ဒီနေ့Nantes ကရှုံးထားတယ်ဆိုတော့ဘာဖြစ်ဖြစ်ဒီဟာကိုသူတို့ခြေပမှာပဲဒီတစ်ခါတော့ဒုတိယတစ်ချိန် Nantes ထပ်မားနိုင်မယ်မထင်ဘူးကျွန်တော်တို့အစင်လာရ Nantes ကိုပဲ Nice ကိုကြိုက်ပေမဲ့ Nantes ဘက်မှာပဲရပ်တည်လိုက်ပါတယ်ဆိုတော့ကိုချင်းကြီးရ Nice ရဲ့အဝေးကွင်းဖောင်လဲကျွန်တော်သဘောလုံးဝမကြောက်အဝေးကွင်းဖောင်တရားသီးလုံးမှာတပွဲပဲနိုင်ထားတဲ့အသင်းကိုလည်းမယုံဘူးပြီးတော့နောက်ဆုံး10ပွဲလောက်မှာတမှတ်ပဲရထားတယ်9ပွဲလောက်ရှုံးထားတယ်ဒီ Nice ရဲ့လက်ရှိ current form လည်းမရှုံးပြီးတော့အောက်ဆုံးကရောက်နေတဲ့ match ကိုတော့မှသူအဝေးကွင်းမှာသွားကစားတော့ 2-1 နဲ့ရှုံးထားတယ်ဟုတ်တယ်ဟိုအောက်ဆုံးအသင်းကိုတော့မှသူမလွယ်ဘူးဗျအဲ့တော့ဒီပွဲမှာလည်းသူနဲ့အမှတ်ချင်းမတိမ်ပြင်းဖြစ်နေဒီပွဲမှာကျတော့ Nantes ကသိတယ်ဒီပွဲကသူ့အိမ်ကွင်းမှာနိုင်လိုက်ရင်ဒီ Nice နဲ့အမှတ်ကွာမှု gap ကိုသူ4မှတ်ကနေတမှတ်ထိ short ချနိုင်မှာအဲ့တော့ Nantes ကဒီပွဲမှာပို့ပြီးတော့နိုင်လို့စိတ်များပြင်းထန်နေမလားပေါ့နော်ကျွန်တော် Asian Nantes ကိုပို့ပြီးသဘောကျတယ် Nantes မရှုံးတော့ဘူးထင်တယ်တရေလောက်တော့အနှိမ့်ဆုံးကစားနိုင်လိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ဒါပြောရမယ်ဆိုရင်တော့ဟို Nantes ကတော့ပို့ပြီးတော့အားတာနိုင်ပါတယ်ဟုတ်ဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့ nice ပဲကြီးလိုက်ပါတော့ကျွန်တော်တို့ဘက်မှာဒီမှာလေးကတော့ Nantes ပါအေးဒါလီညီလေးနိုင်လဲအောင်လဲ Nantes ကိုကောင်းဘယ်မှာကိုတယောက်တည်းရှိတော့မှလဲပေါ်မဲ့လေဟုတ်ပါကိုဒီဟာဆိုတာလည်း Nantes ပါပေါ်မဲ့နေပြီပေါ်မဲ့နေပြီဟေးဟုတ်ကလည်း Nantes ကဲအားလုံးနဲ့တရားကြာပြီကွာဟုတ်တယ်အားလုံးနဲ့ပြောက်ပဲအဲ့မျိုးဖြစ်တွေကကြောက်ဖို့ကောင်းတယ်နော်မင်္ဂလာပါပရိသတ်များအားလုံးပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော် Weekend Warrior စီစဉ်ကနေပြီးတော့ဒီဘက် series ရဲ့ပွဲကောင်းလို့ပြောရမယ် Super Sunday ရဲ့ Big Match Juventus နဲ့ Napoli တင်းတို့ပွဲစဉ်ကိုကျွန်တော်ညီကိုတွေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော် Juventus ရဲ့တိုက်စစ်သမားဒါ Jonathan Davis ပါတဲ့အသင်းဘက်တော့နည်းနည်းလေးပိုသဘောကျမိတယ်ပေါ့နော် Asian နဲ့ Asian ဖြစ်နေတယ်နောက်တစ်ချက်က Juventus ဒီတပွဲ series စိတ်မှာရှုံးသွားပြီးဒီမောက်ကိုပြန်ပြီးတော့ cover ယူပြီးတော့အနိုင်ရအောင်စွမ်းဆောင်တတ်တယ်ဆိုတော့ကျွန်တော် series စိတ်မှာတောက်လျှောက်တွေ့လာရတယ်ဆိုတော့ဒီခါတော့ Napoli ကိုသဘောကျပေမဲ့လည်းကျွန်တော် Juventus ကိုတော့အကြိုက်ရွေးလိုက်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါဆိုကိုထုံးတော့ Juventus အဲ့တော့ကိုတရားဆိုလက်ကိုတရားဆိုအိမ်ရှင်လားဧည့်သည်လားကြိုက်တာတော့နာပိုလီကြိုက်တယ်သို့တော့ဂျူဗင်တက်ဗျာဒီနေ့ပွဲစဉ်မှာရှင်းသလိုရှိရင်ဟိုကျွန်တော်ကတော့နိုင်လောက်မယ်ထင်တယ်ဗျာတရေတော့မကြနိုင်ဘူးထင်တယ်တဲ့လားဟိုလိုဆိုလို့ရှင်တော့ကျွန်တော်တို့ကတော့ဒါရွေးရမှာတော့နာပိုလီပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်ကဂျူဗင်တက်ပေါ့ဗျာဂျူဗင်တက်ပဲရဲဆုပ်မယ်ကျွန်တော်ချပါဂျူဗင်တက်ကွင်းမှာလာကစားတယ်နောက်ဆုံး4နှစ်လောက်မှာကြည့်လိုက်နာပိုလီရဲ့တစ်ချိန်ပဲရှုံးထားတယ်ဆိုတော့လူတော့မစုံဘူးပေါ့လေယူဗန်နဲ့နိုင်မယ်ဆိုနိုင်လို့ရသွားတယ်ပွဲဒါပေမဲ့နာပိုလီတရေလောက်များဟိုခံကန်နိုင်မလားပေါ့နော်အဲ့ဒါလေးမျှော်လင့်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာဒါအဲ့တဲ့နာပိုလီနဲ့နည်းလေးစွန့်စားခြင်းတယ်ဗောလေအဲ့တော့ဒါကျွန်တော်တို့ရဲ့ရွေးချယ်မှုကတော့ဒါ2-1ပေါ့အဲ့တော့ကျွန်တော်တို့ဒါညီကိုတွေဘာရွေးထားမလဲဆိုတော့လေကဲကိုထောနည်းနည်းလေးကြည့်ပြီပေါ့ဟုတ်ကဲ့ပါကိုနိုင်လေးအောင်ဂျူဗင်တက်ပါကဲညီမလေးအိတ်တာလေးဂျူဗင်တက်ကိုကနာပိုလီကိုကုန်းစောနာပိုလီလာမယ့်တစ်ပတ်ဒီမှာလဲကျွန်တော်ဒီလိုပဲပွဲကြီးပွဲကောင်းနေစီးရီးပြည်သစ်လီဂူပွဲကောင်းနေတဲ့အတူ Weekend Warrior အစီအစဉ်မှာပြည်သက်တွေကိုထပ်ပြီးတင်ဆက်ပေးသွားမှာလို့ပြန်ဆုံးကြပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ Weekend Warrior ဖြစ်ပါတယ်ခင်ဗျပြန်ပွဲတိုင်းကိုလေးစားအနိုင်ယူနေတဲ့ကောင်းများ